လှနုတွန်းဘွားကနေခင်ထားဖြစ်သွားတဲ့ငကိုကြားစကားတွေကိုအောက်ဖေးလန်လိုက်ပြီးဖြစ်တဲ့ဟုံသားဆိုင်အားလုံးပဲမင်္ဂလာပါစရီတန်နူပေးကနေကြိုဆိုလိုက်ပါတယ်လှနုတွန်းဟာလွန်ခဲ့တဲ့နှစ်တွေမှာအချစ်ရေးအိမ်တော်ရေးပြဿနာတွေနဲ့ပတ်သက်ပြီးလူငယ်တွေကိုအကြံဉာဏ်တွေပေးတဲ့ relationship ကိုတယောက်အနေနဲ့နာမည်ရခဲ့ပါတယ်ချစ်သူနဲ့လမ်းခွဲပြီးခံစားနေရတဲ့မိန်းကလေးတွေအချစ်ရေးမှာလည်းပြောင်းနေတဲ့သူတွေကိုဘလို့ခိုင်ခိုင်မာမာရက်တည်ရမယ်ဆိုတာတွေကိုဆရာမကြီးတယောက်လိုအကြံဉာဏ်တွေပေးခဲ့သူပါသူများရဲ့ခြေကိုဝေးကနေသုံးသက်တက်ပေးနိုင်ခဲ့ပေမဲ့တကယ်လက်တွေ့ကိုယ်တိုင်ရဲ့ခြေရေးစတဲ့နဲ့ရောက်လာတဲ့အခါမှာတော့တခြားစီဖြစ်သွားခဲ့ရပါတော့တယ်။ဆရာမကြီးနေရာကနေခုတော့ခင်တောင်းဘောက်ကိုရောက်သွားကြောင်းဒီစာဟာဖြစ်တဲ့ဟွန်သားဆန်ကဖွင့်ချလိုက်ပါပြီ။ဟွန်သားဆန်နဲ့လာနေထွန်းတို့ကအမေနဲ့သားရွယ်လောက်သားရှိပေမဲ့လည်းအရင်ချစ်ခဲ့ကြပါတယ်။လမ်းခွဲလိုက်ပြန်တွေ့လိုက်နဲ့နှစ်တွေသာကြာခဲ့ကြပြီးဟွန်သားဆန်ကိုတစ္ဆာမရှိသူလိုပဲထင်ခဲ့ကြတာပါ။တိမခံနိုင်တော့တဲ့ဟွန်သားဆန်ကဒီတခါမှာတော့နှစ်ကိုကြားရင်းနှီးမှုတွေနဲ့ပတ်သက်တဲ့စကားတွေကိုထုတ်ပြလိုက်ပါတယ်။လူနှစ်ယောက်ချစ်ကြိုက်ခဲ့ကြပြီးချိန်တန်လိုလမ်းခွဲကြတဲ့အခါယောက်ျားတစ်ယောက်အနေနဲ့ပြီးခဲ့တဲ့တိတ်ကကိစ္စတွေကိုလူပုံလေးမှာပြန်ချပြပြီးမိန်းကလေးတောက်ရဲ့တိတ်ခါကိုချနေတာဟာရုပ်ဆိုးကြီးနေတဲ့လူရဲ့ဖြစ်တာကိုဟုံသားဆန်ကသိပြီးသားဖြစ်ပါတယ်။အခုလေသူမှချစ်သူတွေရှိပြီးသားဖြစ်တဲ့ပြင်လှနုထွန်းကြောင့်ကိုမသိသေးတဲ့သူတွေအတွက်ပြောထားတဲ့စကားတွေကိုဖွင့်ချလိုက်ပါတယ်။အဲ့တော့မှသာလှနုထွန်းကအချစ်ကိုဘယ်တော့မှစိတ်မကုန်တော့မဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုသိသွားခဲ့ကြတာပါ။လှနုထွန်းကလူတစ်ယောက်ရဲ့စိတ်ကိုကြွယ်ကြကြင်စကားတက်သူဖြစ်ကြောင်းသိသွားကြပြီးသူ့ရဲ့ရှုပ်ထုတ်တွေကလည်းတစ်ခုပြီးတစ်ခုပေါ်လာပါတယ်။အလားမေတွေကိုပြောထားဘူးယုံမကအင်းလေးစာဆရာမတယောက်လည်းလှုပ်ဖူးတဲ့လာနုထွန်းကြောင့်ကိုတည်သွားသူတွေကတော့မြုံနိုင်ဖြစ်သွားကြပါတယ်။လာနုထွန်းကရီးစားများကြောင့်ချက်လက်နဲ့တကွာပေါ်ထွက်လာပေမဲ့လည်းသူများအိမ်တော်ရေးကိုဖျက်ဆီးခဲ့တာမဟုတ်ပဲလူပြိုလူလွတ်တွေနဲ့ပဲတွဲခဲ့တာဖြစ်ကြောင်းပြင်ရှင်းခဲ့ပါတယ်။ရီးစားများတာမှန်ပေမဲ့လည်းသူတစ်ပါးရဲ့ခင်မုန်းတွေကိုလူယူတာမဟုတ်ပဲသူ့မှာလည်းရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။လွတ်သူတယောက်ဖြစ်တာကြောင့်သူစိတ်ကြိုက်တွဲတာကမမကြောင့်ကိုယ့်ကိုယ်ကိုယုံကြည်မှုပြည့်ရှိပါတယ်။ငကိုကြားဇလန်ကပြည့်နေလာပြီဖြစ်ပေမဲ့လည်းလာနုထုံကတော့နည်းနည်းလေးမှမပြိုလဲသွားပါဘူး။သူ့ကိုရင်လို relationship ကိုတယောက်အနေနဲ့လူတွေကဆက်ပြီးယုံကြည်လေးစားကြအောင်မလားဆိုတာကတော့မသိကြတော့ပါဘူး။တစ်ချိန်ကလေးစားခင်ရသူတယောက်ကခုလိုပြောင်းလဲသွားတာကိုတော့အံ့ဩနေကြသလိုနှမျောလဲနှမျောကြပါရီ။အသက်50ကိုနီးကပ်လာပြီဖြစ်ပေမဲ့လည်းချစ်ကိုစိတ်ကုန်ပြီးတော့ကြောက်ခိုင်းသွားမဲ့သူတွေမှာလာနုထုံကဘယ်တော့မှမပါဝင်နိုင်တာကြောင့်အချစ်ကိုဆက်လက်ရှာဖွေနေအောင်ပါပါ။မကြဝင်တဲ့စကားတွေကိုထုတ်ပြလာတဲ့ဟုံသားဆန်ကိုလည်းပြစ်တင်ချသလိုအခုမှပဲသူ့ဘဝကလည်းပေါ်ပါသွားခဲ့တာပါ။တစ်ဖက်မှာတော့ဟုံသားဆန်ကလာနုထွန်းအကြောင်းတွေကိုဒီလိုအောက်ပေးမလန်တင်မှုလို့ဝေဖန်ကြပါတယ်။လာနုထွန်းနဲ့တာမတွဲရင်ဟုံသားဆန်ဆိုတာလေဘယ်သူကမှသိမှာမဟုတ်ပဲသူ့ကိုလက်တွဲခေါ်ပေးခဲ့တဲ့မျက်နှာလေးကိုတော့ထောက်တင်ကြောင်းပြောကြပါတယ်။ဟုံသားဆန်ကကျေးဇူးတွေကိုထောက်ထားပြီးလူတကာရဲ့ပြောကိုခံရပြီးနောက်ဆုံးမှာတော့တိမခံနိုင်တော့ပဲအားလုံးကိုပြောပြလိုက်တာပါ။လာနုထွန်းနဲ့ဟုံသားဆန်တို့ရဲ့ဇလံမှာဘယ်သူကမှားပြီးဘယ်သူကမှန်လဲဆိုတာကွန်မန့်မှာမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ချိန်။အဘိနာစင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့လောက်နေပဲနှုတ်ဆက်ခဲ့ကြပါတယ်